ဟုတ်တယ်ဟုတ်တယ်အဲ့ဒါတစ်ခါတောင်းလိုင်းရောက်နေပါပြီတောင်းလိုင်းမှာစားနေပါပြီဒါကပါလေအုတ်ကြတယ်အုတ်ကြတယ်ကြားတယ်ပါလေတော့ဟုတ်ဇွန်းချစ်ငါတို့ရန်ကုန်မှာဇွန်းချစ်ကိုအုတ်ကြတယ်လို့ခေါ်တာပေါ့နော်အဲ့လိုပေါ့နော်ကျော်လားမန်းလေးလားကျော်ပါလေရှင်မန်းလေးကိုရန်ကုန်ထပ်ပို့ကြိုက်တယ်နော်ဟုတ်ပါလေဟုတ်ပြီနော်မန္တလေးမှာပဲနေတော့ပဲဟိုကလည်းပေါ်တော့မန္တလေးတရားရှမ်းတရားဖြစ်မဟုတ်မန္တလေးတောင်းလန်းကြီးမှာရန်စလို့ကောင်းပါတယ်စိတ်ကြိုက်လို့ကောင်းလို့ပါရစိတ်ချမစိတ်ချနော်ကောင်းအောင်လုပ်ပေးမယ်ဟိုကလက်အိတ်ဆိုတကူတကလာစားနော်ဟုတ်ကဲ့မမစိတ်ချပါခင်ဗျာကောင်းအောင်လုပ်ပေးပါမယ်ခင်ဗျာနော်မမနော်စိတ်ချပါဒီလာဟုတ်ဒီလေးကြောလေးရလေးရဟိုဟာစားရတယ်ကြိုက်ရင်စားအမလေးတော်မုံတွေကလည်းအရန်စလို့ကောင်းပါတယ်တယောက်တစ်မျိုးစီအမျိုးစုံမှာစားခဲ့တယ်မပဲကြော်တွေလည်းစားခဲ့တယ်အပြန်လက်ဆောင်ပဲမောင်တွေလည်းဝယ်လာပါတယ်ခုဆိုရင်တော့ကျမတို့ကအင်းဝါကိုရောက်နေပါပြီရှင်မြင်းလဲနှစီးနဲ့တိုင်းနေပါနဲ့ပန်းတကုံတက်ကတူမှာမေဂျာတူနှစ်တူတက်ခဲ့တဲ့တငယ်ချင်း၃ယောက်ပြန်ဆုံးပြီးတော့မှမန္တလေးနဲ့အင်းဝါကိုတွားလိုက်ခဲ့တဲ့ခရီးကအရန်လဲပျော်စရာကောင်းတဲ့အရန်လဲအမှတ်တရဖြစ်ပါတယ်မန္တလေးမှာလည်းမုံနေဆောင်အောင်စားခဲ့ပါတယ်ရှင်